အရာနေရဲ့အဝတ်စားတွေကတော့အများအားဖြင့်နွားအရေပြားပုံစံအင်ဂျီတွေနဲ့တက်တောက်ဝတ်လို့ရတဲ့အဝတ်စားတွေပဲဖြစ်ပါတယ်။ဒါကြောင့်တာကူမီနဲ့ချင်းတွေ့ရမယ့်အကြောင်းစဉ်းစားမိတဲ့အခါအရာနေလဲစိတ်ပူလာပြီးချင်းတွေ့ဖို့မသွားတော့ဘူးလို့တောင်တွေးမိခဲ့ပါတယ်။အရာနေရဲ့စိုးရိမ်နေတဲ့ပုံကို Fred ကချက်ချင်းသတိထားမိပါတယ်။သူကအကြီးအကျယ်မပြောဘဲအရာနေကိုအားပေးပြီးချင်းတွေ့ဖို့ဆိုတာပြည့်စုံအောင်ပြင်ဆင်ထားဖို့ထက်ကိုယုံကြည်ပြီးရဲဝံ့သွားနိုင်ဖို့ကပိုအရေးကြီးတယ်လို့ပြောပါတယ်။အဲ့ဒီနောက် Fred ကအရာနေရဲ့အဝတ်စားကိုရွေးပေးပြီးစပင်ကိုတေးတက်ပြင်ပေးကမျက်နှာကိုလည်းလှပအောင်ပြင်ဆင်ပေးလိုက်ပါတယ်။အားလုံးပြီးသွားတဲ့အခါအရာနေဟာအရင်ကနဲ့လုံးဝမတူတော့ဘဲကိုတောင်ပြန်မမှတ်မိလောက်အောင်လှပနေခဲ့ပါတယ်။အရာနေက Fred ကိုကျေးဇူးတင်ပြီးထွက်လာခဲ့ပေမဲ့ဘသူနဲ့တွေ့မယ်ဆိုတာတော့မပြောပြခဲ့ပါဘူး။အရာနေကတာကူမီမှာထားတဲ့အတိုင်းစိုင်းနီးကလှေကားထစ်တွေစီကိုရောက်လာပြီးစိတ်လှုပ်ရှားစွာနဲ့စောင့်နေခဲ့ပါတယ်။တာကူမီကတကယ်လာမလားဒါမှမဟုတ်သူကအပျော်သဘောနဲ့ပြောခဲ့တာလားဆိုပြီးအရာနေစိုးရိမ်နေချိန်မှာပဲတာကူမီရောက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်အတူတူလမ်းလျှောက်လာကြတဲ့အခါအရာနေကလူတွေမြင်မှဆိုးလို့နည်းနည်းအကွာဝေးထားပြီးရှောက်နေခဲ့ပါတယ်။ဒါပေမဲ့တာကူမီကအရာနေရဲ့လက်ကိုရုတ်တရက်ကင်လိုက်ပြီးလူတွေဘာထင်မလဲဆိုတာသူ့အတွက်အရေးမကြီးကြောင်းပြသလိုက်ပါတယ်။နောက်ဆုံးသူတို့နှစ်ယောက်ဟာအလွန်လှပပြီးခမ်းနားတဲ့စားတောက်ဆိုင်တစ်ခုကိုရောက်လာကြပါတယ်။အရာနေကပတ်ဝန်းကျင်ကိုကြည့်ရင်းအိမ်မက်ထဲရောက်နေတယ်လို့ခံစားနေရပါတယ်။အဲ့ဒီအချိန်မှာဖုန်းထဲကဂိမ်းကြောင်းကြားစာတစ်ခုရုတ်တရက်ပေါ်လာပါတယ်။အရာနေကသူ့စီကလာတာလို့ထင်လိုက်ပေမဲ့တကယ်တော့တာကူမီရဲ့ဖုန်းကနေဖြစ်နေတာပါ။သူတို့နှစ်ယောက်စကားပြောကြည့်လိုက်တဲ့အခါနှစ်ယောက်စလုံးတူညီတဲ့ဂိမ်းကိုစော့နေကြတာသိလိုက်ရပြီးအတူတူရေမောခဲ့ကြပါတယ်။တာကူမီကအရာနေရဲ့ဂိမ်းအဆင့်ကအယမ်းမြင့်နေတာကိုသိလိုက်ရပြီးအံ့အားသင့်သွားပါတယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဂိမ်းထဲမှာလည်းမိတ်ဆွေဖြစ်သွားကြပါတယ်။တာကူမီကနောက်တစ်ခါအရာနေကိုတွေ့ချင်တဲ့အခါပန်းပွင့်ပုံတွေပို့ပေးမယ်လို့ပြောပါတယ်။အဲ့ဒီညမှာတော့သူတို့နှစ်ယောက်ဟာပျော်ပျော်ရွှင်ရွှင်စကားပြောရင်းတယောက်နဲ့တယောက်ပိုပြီးရင်းနှီးလာခဲ့ကြပါတယ်။အရာနေကလည်းပထမဆုံးအကြိမ်အနေနဲ့သူ့ကိုယ်သူပရိသတ်တယောက်ဖြစ်မဟုတ်ပဲလူတယောက်ဖြစ်တာကူမီကမြင်ပေးနေတယ်လို့ခံစားလာရပါတယ်။ညစာစားပြီးတဲ့နောက်အရာနေကတော့မယုံနိုင်သေးပါဘူး။သူလိုလူမျိုးကိုတာကူမီလိုလူကဘာကြောင့်ချင်းတွေ့ချင်တာလဲဆိုပြီးကိုတန်တရားဝင်နေခဲ့ပါတယ်။ဒါပေမဲ့တာကူမီကအရာနေကိုကိုမလျှော့တွက်ဖို့ပြောပါတယ်။သူတို့နှစ်ယောက်ဒီညအတူတူရှိခဲ့တာဟာမတော်တဆဖြစ်လာတာမဟုတ်ပဲသူ့အတွက်အတိတ်ပဲရှိတဲ့အချိန်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီစကားကြောင့်အရာနေဟာအပြုံးလေးနဲ့အဆောင်ကိုပြန်လာခဲ့ပါတယ်။ညစာစားခဲ့တဲ့အချိန်တွေတာကူမီရဲ့အကြည့်တွေသူပြောခဲ့တဲ့စကားတွေကိုတစ်လျှောက်လုံးပြန်တွေးနေခဲ့ပါတယ်။ Fred ကတော့အရာနေရဲ့အမူအရာပြောင်းလဲသွားတာကိုသတိထားမိပါတယ်။ဘာတွေဖြစ်ခဲ့လဲဆိုတာမမေးပေမဲ့အရာနေဟာအရင်ကထက်ပိုပြီးပျော်ရွှင်လာတာကိုတော့သိနေပါတယ်။နောက်တနေ့မနက်အရာနေအလုပ်သွားနေချိန်မှာဖုန်းထဲကိုဂိမ်းကနေအကြောင်းကြားစာတစ်ခုဝင်လာပါတယ်။တာကူမီကသူပြောထားတဲ့အတိုင်းပန်းပွင့်ပုံလေးပို့ပေးထားတာပါ။အဲ့ဒါဟာနောက်တစ်ချိန်ပြန်တွေ့ချင်တယ်ဆိုတဲ့တာကူမီရဲ့အတိတ်ပဲဖြစ်တာကြောင့်အရာနေမျက်နှာမှာအပြုံးကြီးပေါ်လာပြီးပုံမှန်ထက်တောင်ပိုပြီးတက်ကြွစွာနဲ့အလုပ်ကိုဆက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ပျော်ရွှင်ရာကုသရေးဆိုင်မှာပုံမှန်လာရောက်ကုသနေတဲ့ဖောက်တဲ့တယောက်ဖြစ်သူယိုကိုဟာမာရဲ့အသက်60ပြည့်မွေးနေ့ပွဲကိုဖိတ်ကြားစာရောက်လာပါတယ်။ဒါပေမဲ့ဆိုင်ပိုင်ရှင်ကာရတာကအိုဆာကာကိုခီးသွားရမယ့်အတွက်ပွဲကိုမတက်နိုင်တော့ပါဘူး။ဒါကြောင့်သူ့အစားအရာနေကိုသွားပေးဖို့ပြောပါတယ်။အစပိုင်းမှာအရာနေကစိတ်လှုပ်ရှားပြီးကြောက်နေခဲ့ပါတယ်။ခမ်းနားတဲ့ပွဲတစ်ခုကိုကိုစားပြုတက်ရောက်ရမှာဖြစ်လို့သူ့အတွက်ဖိအားရမ်းများနေခဲ့ပါတယ်။ဒါပေမဲ့ကာရတာကယိုကိုဟာမာဟာအရာနေကိုတွေ့ရတာဝမ်းသာမှာဖြစ်ကြောင်းအပိခဲ့တာကြောင့်အရာနေကနောက်ဆုံးမှသဘောတူလိုက်ပါတယ်။ရက်အနည်းငယ်ကြာပြီးတဲ့နောက်အရာနေဟာပွဲတက်ဖို့အတွက်လှပတည်သက်စွာဝတ်စားပြီးရောက်လာပါတယ်။လူအများကသူ့ကိုသတိထားမိကြပေမဲ့အရာနေကတော့လူတွေကိုတိတ်ကယူးမဆိုင်ဘဲနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအခန်းတစ်ဖက်မှာလူတစ်ယောက်ကိုအရာနေရုတ်တရက်တွေ့လိုက်ပါတယ်။အဲ့ဒီလူကတော့အထက်တန်းကျောင်းတုန်းကသူ့ကိုမထီမဲ့မြင်ပြုခဲ့ဘူးတဲ့ဟယာတိုမာဘူချီဖြစ်နေပါတယ်။အခုတော့ဟယာတိုဟာနာမည်ကျော်လာနေတဲ့တရုတ်ဆောင်တစ်ယောက်ဖြစ်နေပါပြီ။ဟယာတိုဘေးမှာတော့မင်းသမီးဖူဂျီရိုလည်းရှိနေပါတယ်။ဖူဂျီရိုကအရာနေကိုတွေ့လိုက်တဲ့အခါသူမကိုစိတ်ဝင်စားသွားပြီးအရာနေဟာတာကူမီနဲ့ယဉ်နီးနေတဲ့အကြောင်းကိုသိထားတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်ဖူဂျီရိုကအရာနေထံကိုလာပြီးတာကူမီနဲ့သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအကြောင်းမေးမြန်းပါတော့တယ်။အရာနေကတော့အေးအေးဆေးဆေးပဲပြန်ဖြေပါတယ်။သူမအတွက်ဟယာတိုဟာအရင်တုန်းကအကြောင်းမှာအထက်တန်းကျောင်းသားတစ်ယောက်သာဖြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဖူဂျီရိုကအရာနေရဲ့မျက်နှာအမူအရာကိုကြည့်ရင်သူမပြောတာထက်ပိုပြီးနက်နဲတဲ့ခံစားချက်တွေရှိနေတယ်ဆိုတာရိပ်မိသွားခဲ့ပါတယ်